အထက်မြင့်အဆောက်အုံကြီးတွေတိရှောက်တဲ့အခါမှာသုံးတဲ့တန်ချောင်းတွေဟာအရှိအကန့်အသတ်နဲ့လာတယ်ဆိုတာသိကြပါသလားဒါဆိုရင်အထက်မြင့်ကြီးတွေရဲ့ခိုင်ခတဲ့အေယိုစုကြီးဖြစ်အောင်ဒီတန်ချောင်းတွေကိုတစ်ခုနဲ့တစ်ခုဘလို့ဆက်ကြမလဲဒီနေ့မှာတော့ဆောက်လုပ်ရေးလောကရဲ့အရေးကြီးတဲ့အဖြစ်တစ်ခုဖြစ်တဲ့အားဖြည့်တန်ချောင်းဆက်ချင်းအကြောင်းကိုအတူတူလေ့လာသွားကြမယ်အဲ့ဒီတော့ခိုင်ခန့်တဲ့ဆောက်အုံတွေဒီဆောက်ဖို့ကတန်ချောင်းတွေကိုဘလို့နီးလန်းနေနဲ့ချိတ်ဆက်နေကြတယ်လဲရိုးရနီးလန်းတွေကစိတ်ချရရဲ့လားဒါမှမဟုတ်ပိုကောင်းတဲ့ချစ်မီနိပညာတွေရှိနေပြီလားဒါကဒီနေ့ကျွန်တော်တို့အဖေရှာသွားမယ်အဓိကမေခွန်းပါပဲကဲပထမဆုံးအနေနဲ့ယာစုနှစ်တင်နဲ့ချီပြီးအသုံးပြုလာခဲ့တဲ့အခြေခံအကြားဆုံးနီလန်းထပ်ဆက်ချင်း lap splice အကြောင်းကိုယဉ်ကြည့်ကြအောင်သူ့ရဲ့သဘောတရားကကတော်လေးကိုရိုးရှင်းလေတန်ချောင်းတစ်ချောင်းကိုလိုအပ်တဲ့အရှိတစ်ခုထိထပ်လိုက်တယ်ပြီးတော့တန်ပန်းကျိုးနဲ့ခြိလိုက်ရုံပါပဲကုန်ကြရှိကလေးတတ်တာတယ်လောက်ရကြရတာလည်းလွယ်တော့အသုံးများခဲ့တာပေါ့ဒါမဲ့အဲ့ဒီရိုးရှင်းလွယ်ကူမှုနဲ့နောက်ွယ်မှာအားနည်းချက်တစ်ခုရှိနေပါတယ်အထူးသဖြင့်မြင်ကလေးရင်လိုမျိုးတဘာဝဘေးအန်တရေတွေဂျုံလာတဲ့အခါမှာပေါ့ဒီရိုးရှင်းတဲ့ဆက်ကြောင်းလေးကအဆောက်အဦတစ်ခုလုံးရဲ့အားနည်းဆုံးအပိုင်းအစာဖြစ်သွားနိုင်ပါတယ်ဒီမှာပဲထက်ဆက်ချင်းရဲ့အကြီးမားဆုံးအားနည်းချက်ကိုရှင်းလင်းတွေ့ရပါပြီအင်ဂျင်နီယာစံနှုန်းတွေမှာဘယ်လိုပြောထားလဲဆိုတော့ငလင်နံကိုအဓိကခံရမယ့်နေရာတွေတနည်းအားဖြင့်အဆောက်အဦရဲ့တိုင်နဲ့ထူတန်းတွေလိုကွေးညွတ်နိုင်ဆုံးအစိပ်ပိုင်းတွေအင်္ဂလိပ်လို plastic hinge zones လို့ခေါ်တဲ့နေရာတွေမှာထက်ဆက်ချင်းကိုလုံးဝတော့အတော့မပြဖို့တားမြစ်ထားပါတယ်ဆိုလိုတာကတော့ရှင်းလေးပဲအဆောက်အဦရဲ့အတက်တွေးကြောနေရာတွေမှာဒီနီလန်းကိုအားကိုးလို့မရဘူးဆိုတာပါပဲအဲ့တော့ထက်ဆက်ချင်းရဲ့အားနည်းချက်တွေကိုဖြည့်ချင်းဖို့အတွက်အင်ဂျင်နီယာတွေကပိုခိုင်ခံပြီးစိတ်ချရတဲ့နီလန်းတစ်ခုကိုတီထွင်ခဲ့ကြပါတယ်အဲ့ဒါကတော့စက်မတွန်ဆက်ကြို mechanical coupler ဒါမှမဟုတ်အလွယ်ခေါ်တော့ coupler ပဲဖြစ်ပါတယ်ဒါကတန်ချောင်းတွေကိုတစ်ခုပေါ်တစ်ခုတင်ပြီးချီနှောင်တာမျိုးမဟုတ်တော့ဘူးအစုံတစ်ခါကိုဓာတ်ရိုက်ချိဆက်ပြီးတဲ့ခိမီနီပညာတစ်ခုပေါ့ဒါပေမဲ့ကော်ပလာဆိုတန်းတော့အတူတူပဲလို့ပြောလို့မရပြန်ဘူးသူတို့ရဲ့ခန္ဓာရည်နဲ့စောင့်ဆောင်ရေးပေါ်မူတည်ပြီးအမျိုးအစားတွေကွဲသွားတယ်အဲ့ဒီချက်ကအဆောက်အဦတစ်ခုရဲ့လုံခြုံစိတ်ချရမှုအတွက်တော်တော်လေးကိုအရေးကြီးတဲ့အသေးစိတ်အချက်တစ်ချက်ဖြစ်လာပါတယ်ကော်ပလာရဲ့စွမ်းဆောင်ရည်ကိုတိုင်းတာဖို့ပထမဆုံးသိထားရမှာကကွင်းညွတ်နိုင်အား yield strength ပါဒါကဘာကိုပြောတာလဲဆိုတော့တန်ချောင်းတစ်ချောင်းကိုဆွဲဆန့်လိုက်တဲ့ကသူ့ရဲ့မူလပုံစံကိုပြန်မရောက်နိုင်တော့ပဲထာဝရပုံမြောင်းသွားတဲ့အမတ်ကိုဆိုလိုတာပါဥပမာရာဘာကျိုးတစ်ချောင်းကိုဆွဲဆန့်ပြီးပြန်လွတ်လိုက်ရင်မူလအတိုင်းပြန်ဖြစ်သွားမယ်မဲ့အားတစ်ခုတော့ကျော်သွားရင်တော့အမြဲတမ်းဆွဲဆန့်ပြီးကြံနေခဲ့တယ်လို့မျိုးပေါ့အဲ့ဒီအမတ်ပါပဲဒုတိယအဆင့်ကတော့အမြင့်ဆုံးဆွဲဆန့်နိုင်ရာ tensile strength ပါဒါကကြတော့တန်ချောင်းတစ်ချောင်းလုံးဝဖြောင်းနဲ့ပြတ်ထမသွားရင်မှခဏရည်ရှိတဲ့အမြင့်ဆုံးအားပရမာဏကိုဆိုလိုတာပါခုနကရာဘာကျိုးဥပမာနဲ့ပြန်ပြောပါရင်ကွင်းညွတ်နိုင်အားကရာဘာကျိုးပုံပြောင်းသွားတဲ့အမှန်အမြင့်ဆုံးဆွဲဆက်နိုင်အားကတော့ရာဘာကျိုးပြတ်ထွန်သွားတဲ့အမှန်အဲ့လိုသဘောပေါ့အခုဒီဇာတ်ခွက်ကိုကြည့်လိုက်ရင် Type 1နဲ့ Type 2 coupler တွေရဲ့စွမ်းဆောင်ရည်ဘယ်လောက်ကွာလဲဆိုတာရှင်းလင်းမြင်နိုင်ပါတယ် Type 1 coupler ကတန်ချောင်းရဲ့ကွင်းညွတ်နိုင်အားထက်နည်းနည်းပဲပိုခံနိုင်ဖို့လိုအပ်တယ်ဒါပေမဲ့ Type 2 coupler ကတော့တန်ချောင်းကိုယ်တိုင်ပြတ်ထွက်သွားတဲ့အမြင့်ဆုံးခံနိုင်ရည်အားနဲ့အတူတူခံနိုင်ရည်ရှိရပါမယ်ဆိုလိုတာလား Type 2 coupler နဲ့ဆက်ထားရင်စက်ကြောင်းကနေဘယ်တော့မှပျက်စီးမှာမဟုတ်ဘူးတန်ချောင်းကိုယ်တိုင်ကပဲပျက်စီးနိုင်တယ်ဆိုတာကိုအာမခံထားတာပါကဲဒီလိုကွင်းညွတ်နိုင်အားနဲ့အမြင့်ဆုံးဆွဲဆက်နိုင်အားတွေကတကယ်လက်တွေ့မှာဘလို့အရေးပါလာတယ်လဲအထူးသဖြင့်မြေကြီးတစ်ခုလုံးတိမ့်တွန်သွားတဲ့ငလျင်လောက်တဲ့အခြေအနေမျိုးမှာပေါ့ဒီကော်ပလာမျိုးစားရဲ့ကွာခြားချက်ကအဆောက်အုံတစ်ခုလုံးရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးတော့နိုင်ပါတယ်ဒီစရာကအရာအလုံးကိုအရှင်းသွားစေမှာပါကြည့်လိုက်ပါငလျင်တန်ကိုအဓိကခံရမယ်အရေးအကြီးဆုံးနေရာတွေမှာထက်ဆက်ချင်း left splice ရော type 1 coupler ကိုပါအသုံးပြုခွင့်တားမြစ်ထားတာကိုတွေ့ရပါလိမ့်မယ်ဘာကြောင့်လဲအကျုံးရင်းကတော့အဲ့ဒီနေရာတွေမှာအမြင့်ဆုံးခံနိုင်ရာလိုအပ်လို့ပါပဲ type 2 coupler ကတော့တန်ချုံတဲ့ခံနိုင်ရည်တူညီတဲ့အတွက်ဘယ်လိုအရေးကြီးတဲ့နေရာမျိုးမှမဆိုစိတ်ချလက်ချအသုံးပြုနိုင်ပါတယ်ဒါကအင်ဂျင်နီယာတွေကိုပုံမလုံခြုံပြီးခိုင်တဲ့အဆောက်အဦဒီဇိုင်းဆွဲဖို့တကယ့်ကိုလွတ်လပ်ခွင့်ပေးလိုက်တာပါပဲနောက်ထပ်သိထားတဲ့ကွာခြားချက်တစ်ခုကတော့နေရာလွဲဆက်ခြင်း staggering စီးမြင်ပါထပ်ဆက်ခြင်း left splice ကအားနေတဲ့စက်ကြောင်းဖြစ်တာကြောင့်စက်ကြောင်းအားလုံးကိုတနေရာထဲမှာစုမနေအောင်နေရာခွဲပြီးလွဲပေးရပါတယ်ဒါမှအားနေတဲ့နေရာတစ်ခုထဲမှာစုပြုံမနေမှာပေါ့ဒါပေမဲ့ type 2 ကော်ကာတွေကတန်ချောင်းလောက်နီးပါခိုင်ခါတော့ဒီလိုနေရာလွဲဆက်ဖို့မဖြစ်မနေမလိုတော့ပါဘူးအဲ့တော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအချင်းကုန်တက်တာပြီးအလုရှုပ်လဲအများကြီးနဲလောက်စေတာပေါ့အခုကျွန်တော်တို့ပြောခဲ့တဲ့စီးမင်းတွေအားလုံးကစိတ်ကူးနဲ့ပြောနေတာတော့မဟုတ်ပါဘူးအမေရိကန်ရဲ့ ACI 318တို့ယူရိုပရဲ့ Eurocode 2တို့နောက်စင်ကာပူရဲ့ LTA specification တို့လိုကဘာဝန်က engineer တွေလိုက်နာရတဲ့တရားဝင်စံချိန်စံညွှန်းတွေမှာအတိအလင်းပြဋ္ဌာန်းထားတာတွေပါဒါတွေကဆောက်အုံရေးတန်းရဲ့ဘေးကင်းလုံခြုံမှုကိုအာမခံပေးတဲ့လမ်းညွှန်ချက်တွေပါပဲကဲ
ဒါဆိုဒီချက်လက်ဒီအားလုံးကနေကျွန်တော်တို့ဘာကိုအဓိကမှတ်ထားတင်တယ်လဲအဓိကချက်ကတော့စက်ကြောင်းချုပ်ကိုရွေးချယ်တဲ့အခါအဲ့ဒီစက်ကြောင်းတက်စင်မဲ့နေရာရဲ့အန်ဒီကိုတေချာထည့်သွင်းစဉ်းစားဖို့ပါပဲ ဒီတက်တက်မဲ့ချဒီဂင်းကနန်ကအင်ဂျင်နီယာပညာရပ်မှာတော်တော်လေးအရေးပါပါတယ်ဒါကဘာကိုတတ်မှတ်ထားတာလဲဆိုတော့ငလျင်နှံခနိုင်တဲ့အဆောက်အဦတွေမှာတုံးတဲ့တာမဏီဟာရုတ်တရက်ကျတ်ဆိုပြီးကြိုးပဲ့မသွားပဲကွေးညွတ်ပျော်ပြောင်းနိုင်စွမ်းရှိရမယ်ဆိုတဲ့အချိုးအစားပါ Type 2 Coppola တွေကိုဒီအမြင့်ဆုံးခနိုင်ရာအထိခနိုင်အောင်ဒီဇိုင်းထုတ်ထားတာကအဲ့ဒီလိုပျော်ပြောင်းနိုင်စွမ်းကိုအာမခံဖို့နဲ့ငလျင်လုတ်တဲ့အခါအဆောက်အဦတစ်ခုလုံးရုတ်တရက်ပြိုကျမသွားစေဖို့ပါပဲ ဒါကြောင့်အတိကမသားရမှာကတော့ရှိတ်ရှိတ်လေးပါပဲအဆောက်အုံရဲ့အရေးကြီးဆုံးနေရာတွေမှာ Type 2 Coppola တွေဟာတချောင်းတွဲဆက်မှု quest စကြီးတစ်ခုလုံးမှာအားအနည်းဆုံးသောအစိတ်ပိုင်း a weakest link မဖြစ်စေဖို့အာမခံပေးနိုင်တဲ့တစ်ခုတည်းသောနီလန်ဖြစ်တယ်ဆိုတာပါပဲ ဒီတင်ပြမှုကိုအစုံသက်အငြင်းနဲ့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့ပေးလိုက်ခြင်းပါတယ်။တဘာဝဘေးအန်တီရယ်ဒီပို့ပိုးပြီးပြင်းထန်တဲ့ဒီနေ့ခေတ်ကြီးမှာကျွန်တော်တို့ရဲ့အရေးကြီးတဲ့အခြေခံစောက်အောင်တွေအတွက်တော်ရုံဆိုတဲ့စံနှုန်းကတကယ်တည်းလုံလောက်ရဲ့လားနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။